ကျော်ကြီးရှင်အလုပ်ကိုစူးစမ်းလုပ်ဦးသားသမီးတွေကလည်းသူ့အိမ်ထောင်နဲ့သူဆိုတော့အာမကိုရဘူး အေးပါငါမိမရဲ့ ကိုကျော်ကြီးထားတော့လေဒီမှာထမင်းကြိုက်ပြင်ပြီးအလုပ်သွားရမှာထားတော့ ငါလည်းအလုပ်ကိုစူးစမ်းလုပ်မှာပါသားသမီးတွေကလည်းအဆင်မပြေကြဘူးသူတို့လည်းထောက်ပံ့ခြင်းသေးတယ် အမေသမီးကိုပိုက်ဆံချေးပါဦးဒီတစ်ခါသမီးတခြားပြန်ဆက်ပစ်မယ် ငါသမီးတို့အဆင်ပြေအောင်နေကနော် ဟုတ်ကဲ့ပါအမေ အမေကပြန်မပေးလဲဘာမှမဖြစ်ပါဘူးသမီးတို့အဆင်ပြေနေတာပဲမြင်ကျင်တာပါ ထမ်းရတာလည်းပင်ပန်းလိုက်တာအသက်ကြီးတော့ပူဆိုးတယ်မတက်နိုင်ဘူးငါကောင်ကြီးသားသမီးတွေကလည်းအာမကိုရဘူးငါမိမကြီးဒီနေ့အလုပ်ကောင်းလို့ပိုက်ဆံတွေပူရလာတယ်ဟင်းကောင်းလေးချက်ပါဦး ရှင်ရေချိုးဥမလားထမင်းစားတော့မလားရှင်သမီးအကြီးမှပတ်စံလှချေးလို့ချေးလိုက်ရသေးတယ် အေးပါငါမိမကြီးငါသားသမီးတွေအဆင်ပြေဖို့ပဲချေးပေးလိုက်ပါခုလိုမျိုးဗီဒီယိုတွေအမြဲကြည့်ရအောင် like follow နဲ့ share ပေးခဲ့ကြဦးနော် ငါမြေတို့